အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မကအရင်နေ့ကတော့ပထမတန်းမြန်မာစာရဲ့မေးလို့ရတဲ့မေးခွန်းပုံစံ5မျိုးကိုပြောပြခဲ့တာဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျွန်မကပထမတန်းအင်္ဂလိပ်စာရဲ့မေးလို့ရတဲ့ပုံစံ5မျိုးကိုပြောပြပေးချင်ပါတယ်အဲ့တော့အဲ့ဒါဒီမပြောခင်ပေါ့နော်အရင်ဦးဆုံးသိရမှာကကျွန်မတို့ကဒီအင်္ဂလိပ်စာရဲ့မေးခွန်း format ကအတိအကျတပုံစံနဲ့ဒီ unit မှာဒီပုံစံနဲ့မေးပြီးတော့နောက် unit ကြရင်လည်းဒီပုံစံအတိုင်းပဲဆိုတာမျိုးမရှိဘူးဆိုတာကိုအရင်ဆုံးသတိပြုရပါမယ် unit တစ်ခုချင်းစီရဲ့သင်ဖို့ပေးထားတဲ့ခေါင်းစဉ် topic ပေါ်မှာမူတည်ပြီးတော့ကျမတို့ကသူ့ရဲ့ assessment လေးတွေကိုပြောင်းလဲပြီးတော့လှုပ်သွားရမှာဖြစ်ပါတယ်ရှင်အဲ့တော့ assessment မျိုးစားတွေကိုကြည့်လိုက်ရင် grade 1 ကလေးလေးတွေအတွက်ဘာတွေရမလဲဆိုရင် look at the picture and write the word ပုံလေးကိုကြည့်မယ်အဖြေရေးမယ်ဒါပါပုံလေးလဲပေါ့နော်အဲ့ဒါရေးမယ်ပြီးရင် fill in the blanks ကွက်လက်ဖြည့်တာကွက်လက်စာကြောင်းလေးတွေပေးထားပြီးတော့ပုံလေးကိုကြည့်ပြီးတော့ပဲဖြစ်ဖြစ်အဲ့ဒီစာကြောင်းလေးကိုရေးခိုင်းတာပြီးသွားရင် choose the correct words ပုံလေးပေးထားပြီးတော့ was 3ခုသို့မဟုတ်5ခုထဲကနေပြီးတော့မှန်တာကိုရွေးခိုင်းတာပြီးသွားရင် matching တွဲခိုင်းတာပြီးသွားရင် answer the question မေးခွန်းတွေကိုဖြေတာပြီးသွားလို့ရှိရင် draw the pictures ရေးထားတဲ့စာလေးကိုကလေးဘလောက်နားလေတယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ပုံကလေးတွေဆွဲခိုင်းတာဒါကသူ့ unit အလိုက်တင်ထားတဲ့ကိုယ်တိုင်တင်တဲ့ပုံမှာမူတည်ပြီးတော့မေးခွန်းလေးတွေလောက်ရမှာဖြစ်ပါတယ်ရှင်အဲ့တော့အရင်ဦးဆုံးပထမတန်းမြန်မာစာမှာတော့ငါလိုပဲကျွန်မပြောခဲ့တဲ့အတိုင်းပဲခလေးကိုတင်ထားတာပဲမေးရပါမယ်ကျွန်မပြောတာကကိုကဒီလိုမေးခွန်းပုံစံလေးကိုတင်ထားမှာလားဒီစာလုံးတွေကိုအကုန်တင်ထားမှာလားအဲ့ဒါဆိုကိုတင်ထားတာတွေကိုမေးလို့ရတယ် assessment မျိုးစုံလုပ်လို့ရတယ်ကိုကဒီ words တွေအကုန်မတင်မဲနဲ့ခလေးကို assessment ထဲမှာထည့်မမေးရဘူးလို့ပြောတာပါเนาะအဲ့တော့ကျမတို့ကကိုယ်တိုင်ဘာတင်မှာလဲဘာမေးမှာလဲဘယ်လို assessment ပေးမှာလဲဒါတွေကိုစနစ်တကျကိုယ်တိုင်အရင်သိအောင်လုပ်ပါပြီးသွားတော့မှခလေးကို assessment ပေးပါမယ်အဲ့တော့ unit 1 unit 2 3 4 5ဒါ unit 8ထိရှိတာပေါ့နော်အဲ့တော့ unit တစ်ခုချင်းစီရဲ့ topic တွေကမတူဘူးဥပမာ colors အကြောင်းဖြစ်ရင်ဖြစ်မယ် food တွေအကြောင်းဖြစ်ရင်ဖြစ်မယ် family member တွေအကြောင်းဖြစ်ရင်ဖြစ်မယ်ပြီးတော့ဒီ long တို့ short တို့ပေါ့နော်အဲ့ဒါလေးတွေအကြောင်းဖြစ်ရင်လည်းဖြစ်မယ်အဲ့တော့ topic တွေမတူတာဖြစ်တဲ့အတွက်ကိုသုံးမဲ့ assessment တွေဒီမတူနိုင်ပါဘူးအဲ့တော့ရေဘွားအဖြစ်သုံးနိုင်တဲ့5မျိုးကိုကျွန်မပြောပါမယ်ပထမတစ်ခုက look and write ပုံလေးကိုကြည့်မယ်ရေးမယ် number 2 fill in the blanks ကွက်လက်ဖြည့်တာ number 3 choose the correct words เนาะစကားလုံးလေးတွေမှန်တာကိုရွေးခိုင်းတာ answer the questions ပုံလေးကိုကြည့်ပြီးတော့ what's this ဒါကိုပြန်ဖြေတာပြီးသွားရင်draw the pictures စာကြောင်းလေးကိုဖတ်ပြီးတော့အဲ့ဒီစာကြောင်းကဘာပုံလဲဆိုတာကိုခလေးသိမသိပုံဆွဲခိုင်းတာပြီးသွားလို့ရှိရင် matching ဒီဘက်မှာစာပေးထားမယ်ဒီဘက်မှာပုံပေးထားမယ်အဲ့ဒါလေးတွေကိုရှင်းတွဲခိုင်းတာဒီပုံစံလေးတွေကတော့ရေဘွားအဖြစ်မေးလို့ရတဲ့ assessment လေးတွေဖြစ်ပါတယ်ပြီးတော့တတိပြုရမှာကပထမတန်းဒီအခန်းတွင်သင်ပြီးွားတဲ့သင်ခန်းစာကိုစစ်ဆေးခြင်းသာဖြစ်ပါတယ်ခလေးဘလောက်နားလဲလေကိုဘာတွေထပ်ပြီးပံ့ပိုးရမလဲဆိုတာကိုသိအောင် assessment လုပ်တာပဲဖြစ်ပါတယ်စာမေးပွဲပုံစံကြီးနဲ့ဖြေရတဲ့ပုံစံမျိုးမဟုတ်ပါဘူးအဲ့ဒါကိုကျမတို့သတိပြုရမှာဖြစ်ပါတယ်ရှင်အခုကျမပြောပြခဲ့တာကတော့ပထမတန်းအင်္ဂလိပ်စာအတွက်မေးလို့ရမယ့်မေးခွန်း5မျိုးကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ရှင်နောက်နေ့တွေမှာလည်းတခြားအတန်းတခြားဘာသာတွေကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်သိချင်တဲ့အတန်းဘာသာလေးရှိရင်ကျမကို comment box မှာရေးပေးခဲ့ပါအောင်เนาะကျေးဇူးတင်ပါတယ်ကျမကတော့ဒီချိန်ပန်းပါရှင်